မင်္ဂလာပါဒီဗီဒီယိုမှာတော့AI နဲ့ပတ်သက်တဲ့အန္တရာယ်တွေကိုတတ်နိုင်သလောက်ကာကွယ်ဖို့ထိန်းချုပ်နိုင်ဖို့အတွက်အဖွဲ့အစည်းကြီးတွေအစိုးရအဖွဲ့တွေကဘာတွေလုပ်ဖို့လိုတယ်ဘာတွေလုပ်နေကြတယ်ဆိုတာကိုဆွေးနွေးပြီးသွားပါမယ်အဲ့တော့ရင်မောင်းတယ်လို့ပဲပေါ့နော်မော်တော်ကားတွေပေါ်လာတယ်အဲ့ဒီအတွက်တနေရာတွေတနေရာကိုမြန်မြန်ဆန်ဆန်သွားလို့ရလာတယ်လူတွေအများကြီးယူတည်ပြီးသွားလို့ရတယ်ပစ္စည်းတွေအများကြီးပို့လို့ရတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲရင်စည်းကမ်းလိုက်နာဖို့အတွက်လိုတယ်ရင်စည်းကမ်းတွေလိုအပ်တဲ့ရင်စည်းကမ်းတွေကိုချမှတ်ပေးရတယ်ဒါမှအန္တရာယ်ဖြစ်တာတွေညွှန်နေသွားမှာပေါ့နော်အဲ့တော့ AI နဲ့ပတ်သက်ရင်အဲ့ဒါဆိုရင်ဘယ်လိုစီမင်းစည်းကမ်းတွေလိုသလဲပေါ့နော်ဘာတွေကိုလုပ်ပေးနေတင်လဲပေါ့သက်စချင်းကတော့ကိုရိုရှေ့ဗီဒီယိုမှာဆွေးနွေးထားသလိုပဲတော့ပေါ့နော် AI ကြောင့်privacy ချိုးဖောက်ခံရမှုတွေရှိနေတယ်ဥပမာလူတွေရဲ့မျက်နှာကိုအတုလုပ်တာတွေအတန်ကိုအတုလုပ်တာတွေ online ပေါ်မှာလူတွေကိုအစားအစာရလိုက်ပြီးတော့ထောက်လန်းထားပြီးတော့ပုံတူပွားတာတွေတို့မဟုတ်လဲအယောင်ဆောင်တာတွေပေါ့နော်ဒါတွေလောက်လာတယ်အဲ့တော့အဲ့လိုလောက်တာကိုအရေးယူနိုင်မဲ့ဥပဒေမျိုးတွေချမှတ်ထားဖို့လိုတယ်အဲ့လိုလောက်တာကိုတတ်နိုင်သလောက်ထိန်းချုပ်နိုင်မဲ့တံပြန်နည်းပညာမျိုးတွေကိုမျှဝေပေးနေဖို့လိုရပေါ့နော်ပြီးရင်အဲ့လိုပဲသတင်းတူသတင်းမားတွေလောက်တာတွေကပြန်လာတယ်အဲ့ဆိုအဲ့သတင်းတူသတင်းမားတွေကိုဘယ်လို report တွေပေးပြီးတော့ဘယ်လိုမျိုးထိန်းချုပ်မလဲဒါမျိုးတွေစဉ်းစားဖို့လိုလာတယ်ပြီးရင်ရှေ့မှာဆွေးနွေးခဲ့သလိုပဲ AI ကနေပြီးတော့ပုံတွေပဲဖြစ်ဖြစ်ဂီတတွေပဲဖြစ်ဖြစ်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ထုတ်နိုင်တယ်ဒါပေမဲ့အဲ့လိုထုတ်တယ်ဆိုတာများသောအားဖြင့် AI ကဖန်တီးတယ်ဆိုပေမဲ့တကယ်ကသူကိုယ်တိုင်အစအဆုံးဖန်တီးတာမဟုတ်ဘဲနဲ့ရှေ့ကဟာတွေကိုစုတုပြုသူကအမြန်လှုပ်ချလိုက်တဲ့သဘောပဲအဲ့တော့ရှေ့မှာပေါ့နော်အဲ့လိုပုံပေါင်းများစွာဖန်တီးခဲ့တဲ့ဂီတပေါင်းများစွာဖန်တီးခဲ့တဲ့အနုပညာရှင်တွေရဲ့လက်ရာတွေကိုသူ့ကိုထည့်ပြီးတော့ train လာတာဖြစ်တဲ့အတွက် AI ကအဲ့လိုပြန်ဖန်တီးပေးနိုင်တာပေါ့နော်အဲ့တော့အဲ့ဒီခါမှာ AI ကဖန်တီးပေးလိုက်တာဆိုပြီးကိုဖန်တီးတယ်လို့သုံးနေပေမဲ့တကယ်ကတော့မူရင်းသူ့ရဲ့ဟန်ရဲ့အနုပညာရှင်ရဲ့ကိုပိုင်ဟန်ဆိုတာဖြစ်နေမှာပဲအဲ့ဒီခါမှာအဲ့ဒီအနုပညာရှင်အတွက်တော့မတရားဘူးပေါ့နော်အဲ့အတွက်ဒါမျိုးတွေကိုလည်းတည်တည်ချာချာထိန်းချောင်းမှုလိုတယ်credit ပေးတာမျိုးတွေပြီးရင်ဖြစ်နိုင်ပေါ့နော် royalty ပေးတယ်လို့ခေါ်တာပေါ့နော်သူတို့ကထိုက်တဲ့အခကြေးငွေခွဲပေးတာမျိုးတွေဒါမျိုးတွေလည်းလုပ်နိုင်ဖို့လည်းလိုတာပေါ့နော်ပြီးရင် AI ကြောင့်အလောက်ကန်ရှာဖွေတဲ့အခါမှာပဲဖြစ်ဖြစ်ပြီးရင်ချေးငွေရယူဖို့ကြိုးစားတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းတရားဥပဒေရေးရာကိစ္စတွေမှာပဲဖြစ်ဖြစ်AI ကြောင့်ပတ်လိုက်မှုတွေဆိုတာရှိနေနိုင်တယ်ခုန trainer တွေ data တွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဘက်လိုက် AI ကဘက်လိုက်မှုတွေဆိုတာရှိနေနိုင်တယ်အဲ့ဒီအတွက်အဲ့လိုမဖြစ်အောင်လို့အမြဲတမ်းသတိထားပြီးတော့ AI ကိုပြန်ပြီးတော့စောင့်ကြည့်နေရမယ်လိုအပ်တယ်လို့မျိုးပြုပြင်နေရမှာပေါ့နော်အဲ့ဒီအတွက်ပေါ့နော်နိုင်ငံတကာကဘောင်စီဦးစီးဦးဆောင်ပြုနေတဲ့အဖွဲ့အစည်းတွေကတော့ဥပဒေဂျမ်းတွေပေါ့နော်မျိုးစုံဆွဲနေတာတွေရှိတယ်အဲ့တော့ဥမာEU ကဆိုလဲ2024မှာ AI Act ဆိုပြီးတော့ AI နဲ့ပတ်သက်တဲ့ဥပဒေတစ်မျိုးထုတ်ပြန်ထားတာတွေရှိတယ်ပေါ့နော်အဲ့မှာဆိုရင် social credit scoring လို့စနစ်မျိုး AI ကိုမသုံးခိုင်းဘူးပေါ့နော်တရုတ်မှာတော့သုံးမယ်ဆိုတဲ့ပုံစံမျိုးစမ်းနေကြတာသို့မဟုတ်လဲသုံးနေကြတယ်လို့ပြောနေကြတာတော့ရှိတယ်အဓိကတော့လူတွေကိုတောက်လျှောက်လိုက်ကြည့်ပြီးတော့လိုက်ဆောင်ကြည့်ပြီးတော့အမှတ်တွေပေးထားမယ်အဲ့ပေးထားတဲ့အမှတ်တွေပေါ်မှာမူတည်ပြီးတော့မှဘာလုပ်ပိုင်ခွင့်တွေတော့ရှိပေမဲ့ဘာလုပ်ပိုင်ခွင့်တွေတော့မရှိဘူးဘယ်လိုစေးရုံတွေဘယ်လိုကျောင်းတွေကိုတက်ခွင့်ရှိမယ်ဘယ်လိုဟာတွေဆိုရင်တက်ခွင့်မရှိဘူးအဲ့လိုမျိုးလူတွေကိုအစင်းတန်းသူတို့ရဲ့အမှတ်တွေပေါ်မှာမူတည်ပြီးတော့အစင်တန်းခွဲခြားဆက်ဆံတာမျိုးပေါ့နော်ဒါမျိုးတွေသူတို့ကတော့မလုပ်စေချင်တဲ့အတွက် EU ကတော့ဒါမျိုးကိုတားမြစ်တာမျိုးတွေလုပ်ထားတာပေါ့နော်အဲ့လိုပဲ US မှာဆိုလဲ AI နဲ့ပတ်သက်တဲ့ဥပဒေတချို့ပေါ့နော်ပြင်ဆင်နေကြတာတွေရှိတယ်အဲ့တော့ခုနကပြောရဲပေါ့နော်ဘတ်လိုက်မှုတွေကိုရှာတွေ့တယ်ဆိုတာကလည်း US မှာတော်တော်လေးများတာအဲ့တော့အဲ့အချိန်မှာအဲ့ဒါမျိုးတွေနည်းနိုင်တဲ့လောက်နည်းအောင်ပေါ့နော်ပြီးရင်တခြားAI ပဲသုံးနေတာမဟုတ်ဘဲနဲ့လူပါအစားထိုးပြီးတော့တချို့ decision တွေမှာတွဲလုပ်ဖို့ဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေသူတို့ပြဋ္ဌာန်းနေရတာရှိတယ်ပြီးတော့ UN ကဆိုရင်လည်း AI နဲ့ပတ်သက်လို့ပေါ့နော်ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်တဲ့ကိစ္စမျိုးတွေလုပ်ဖို့အတွက်သူကတိုက်တွန်းထားတယ်အဓိက AI ကိုတလွဲအသုံးမချအောင်ရယ်ပြီးတော့ AI ရဲ့အကျိုးကျေးဇူးကိုလူတိုင်းနီးပါပေါ့နော်လူတိုင်းပေါ့သူစာရပြောရင်ပေါ့နော်လူတိုင်းခံစား권ရှိရမယ်ငွေကြေးချမ်းသာတဲ့လူတွေပဲခံစား권ရှိရမယ်မဖြစ်စေရဘူးပေါ့နော်အဲ့လိုဖြစ်ဖို့အတွက်သူတို့စူးစမ်းတိုက်တွန်းနေကြတာတွေရှိတယ်အာရှဘက်မှာဆိုရင်တော့ဒီစင်ကာပူတို့ဂျပန်တို့မှာ AI နဲ့ပတ်သက်တဲ့ ethic နဲ့ပတ်သက်တဲ့ AI သုံးတဲ့အခါမှာလိုက်နိုင်ရမယ်ကျင့်ဝတ်နဲ့ပတ်သက်တဲ့frameworks တွေသူတို့ရဲ့အကြံပေးချက်တွေလမ်းညွှန်ချက်တွေပေါ့နော်ဒါမျိုးတွေလည်းသူတို့ထုတ်ပြန်နေကြတာတွေရှိတယ်ဒါတွေကတော့ AI နဲ့ပတ်သက်ရင်အစိုးရအဖွဲ့အစည်းတွေကလုပ်နေတဲ့လုပ်ငန်းစဉ်တချို့ပေါ့နော်
အဲ့လိုပဲ company ကြီးတွေပေါ့နော် AI ကိုအဓိကသုံးနေကြတဲ့ company ကြီးတွေဘက်ကလုပ်နေရလဲရှိတယ်เนาะအဓိကနာမည်ကြီး company ကြားဘူးလောက်တာတွေဆိုရင်ဒါ OpenAI ChatGPT ထုတ်တဲ့ company ပေါ့နော်အဲ့လိုပဲအခုဆိုနောက်တစ်ခုက Google ပေါ့နော်company နေနဲ့ကတော့ Alphabet တို့ဘာလို့နောက်ပိုင်းပြောင်းထားတာရှိတယ်ဒါပေမဲ့အတိများတော့ Google လို့ပဲသိတယ်အဲ့တော့ဟို Gemini ထုတ်တာဆိုတာ Google ကထုတ်တယ်ပြီးရင်ကိုတို့ညွှန်ပေးခဲ့တဲ့စာလုပ်တဲ့software ပေါ့နော်Notebook LM လို့ဟာမျိုးထုတ်တာလဲGoogle ကပဲထုတ်တာပြီးရင်ခုနောက်ပိုင်းဓာတ်ပုံပြင်တဲ့အခါမှာခေတ်စားနေတဲ့ Nano Banana တို့ဘာလို့လဲဒါ Google ကပဲထုတ်တာပေါ့နော်အဲ့တော့အဲ့လို company တွေရှိမယ်ပြီးရင် Matter เนาะဒီမှာတော့ကိုတို့ Facebook လို့အတိများနေစေပေါ့နော်အဲ့လို company တွေရှိမယ်ပြီးရင် Microsoft ဆိုရင်ဒီက Copilot ဆိုရဲ AI ဒီကထုတ်ထားတာပေါ့နော်အဲ့တော့သူတို့ကလည်းခုနလိုပေါ့ခါကျရင်အစိုးရကတော့မှအစိုးရဖွဲ့စည်းတွေကမှနည်းနည်းနှေးနေသေးတယ်သူတို့ကကျတော့တီထွင်မှုကမြန်တာပေါ့နော်တီထွင်မှုမြန်တယ်လို့သူတို့ဘာသာသူတို့လှုပ်တင်တယ်လို့ထင်လို့သူတို့ဘာသာသူတို့အသိစိတ်ဓာတ်နဲ့တက်နိုင်တဲ့လောက်သူတို့လည်းထိန်းချုပ်ဖို့စူးစမ်းတာရှိပါတယ်ဒါပေမဲ့ခက်တာက company တွေဖြစ်တဲ့အတွက်သူကအကျိုးမြတ်ကလည်းလိုချင်သေးတယ်ဆိုတော့တချို့ဟာလေးတွေကြတော့လေသူတို့ကိုယ်တိုင်ကနည်းနည်းဟထားတာတွေရှိရဲအဲ့တော့အဲ့ဒါကြောင့်ခုနအစိုးရတွေကထိန်းမှုကလည်းစူးစမ်းရတဲ့သဘောပေါ့နော်အခုဒီဗီဒီယိုမှာကျွန်တော်တို့ကဟိုအစိုးရတွေ company တွေကိုဆွေးနွေးတယ်ဆိုတာကငါတို့လည်းဘာမှလုပ်လို့မရတော့ပါဘူးလို့ထင်လဲထင်ပါပေါ့နော်ဟုတ်တယ်အခုထင်နေရတော့ဟုတ်တယ်ဒါပေမဲ့နောက်မှာပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့နိုင်ငံနဲ့ပတ်သက်လို့ဥပဒေတွေပါတယ်ရေးဆွဲတဲ့အခါမှာကိုယ့်ရဲ့အတန်ကအလေးထားခံရတဲ့အနေအထားမျိုးတစ်ခုရောက်လာခဲ့တဲ့ခက်ပေါ့နော်ရောက်လာခဲ့တဲ့အခြေအနေဖြစ်ရင်တော့ကျွန်တော်တို့ကကိုယ်တိုင်သိထားရင်ကိုယ်တိုင်တောင်းဆိုလို့ရတယ်အဲ့ဒီအတွက်ဒါတွေကိုထည့်ပြီးတော့ဆွေးနွေးပြီးတဲ့သဘောပါနော်အဲ့တော့ခုနလို company တွေကတော့ဗျာရှင်းတယ်ဥပမာ AI နဲ့ထုတ်တဲ့ပုံတွေဆိုရင် AI နဲ့ထုတ်ထားကြောင်းမဖြစ်မနေlevel ထိုးပေးရမယ်သို့မဟုတ်လေသူတို့ watermark လို့ခေါ်ရပေါ့နော်ပုံလေးတွေမှာ AI နဲ့ပတ်သက်တဲ့သင်္ကေတလေးတွေထည့်ပေးထားတယ်ဒါဆိုရင်ဒါ AI နဲ့ထုတ်တဲ့ပုံဆိုတာသိတာနေပြီပေါ့နော်အဲ့အတွက်ဟိုလိမ်မဲ့လူကဟိုလိမ်လို့မရဘူးပေါ့နော်ဒါပေမဲ့ဒါကလည်းတစ်ခုရှိတာလိမ်ခြင်းတဲ့လူကတော့အဲ့ဒီwatermark တွေပါဖျောက်ပြီးတော့လိမ်ပါပေါ့နော်ဒါအဲ့တော့အဲ့ခါမှာတန်မန်လူကတော့အလိမ်ခံရနိုင်တယ်ဒါပေမဲ့သူတို့ဘက်ကတော့သူတို့တက်နိုင်တာလုပ်တာပေါ့နော်ပြီးရင် watermark ဒီပညာမှာမှအဲ့လိုပေါ့နော်မြန်မာမှာတော့အလွယ်ခေါ်တာရေးစာထိုးတယ်လို့ခေါ်တော့ပေါ့နော်အဲ့ပုံလေးရဲ့နေရာတနေရာမှာအဲ့လို logo လေးတစ်ခုပဲဖြစ်စာသားလေးတစ်ခုပဲထည့်ရအောင်ကျွန်တော်တို့က watermark လုပ်တယ်လို့ခေါ်တာနော်ဒါပေမဲ့အဲ့မှာသူမမြင်ရတဲ့ watermark အမျိုးအစားတွေလည်းရှိပါတယ်ကျွန်တော်တန်မန်လူရဲ့မျက်စိနဲ့မမြင်ရဘူးသူတို့ set တစ်ခု software တစ်ခုနဲ့ဆက်လိုက်တော့မှမြင်ရမယ့်အမှတ်အသားတွေသင်္ကေတတွေပေါ့နော်အဲ့ဒါမျိုးတွေထည့်ထားတာမျိုးလည်းရှိတယ်နော်ပြီးရင်ပေါ့နော်ဟို AI နဲ့ပတ်သက်လို့သူတို့ဟိုအမျိုးမျိုးပြန်ပြီးတော့စမ်းသပ်တာတွေရှိတယ်အဲ့တော့ AI မှမဟုတ်ဘူးရှေ့မှာလည်းသူတို့စမ်းသပ်တာတွေတခြားကိစ္စတွေမှာလည်းရှိတယ်ပေါ့နော်ဥပမာသူတို့ website ရဲ့လုံခြုံရေးကိုသူတို့ဘာသူတေချာသိကျင်တဲ့အတွက်သူတို့တဲကလူတွေတွေမကောက်အပြင်ကလူတွေပဲ hack ကြည့်အဲ့လိုမျိုး hack လို့ရတယ်ဆိုရင်ငါတို့စုကြီးပေးမယ်အဲ့လိုမျိုးတွေလုပ်ပြီးတော့လုပ်တဲ့သဘောတွေရှိတယ်အဲ့တော့ AI နဲ့ပတ်သက်ရင်လည်းသူတို့က AI ကိုပဲအမျိုးမျိုးစမ်းသပ်ပြီးတော့ AI ကိုဖောက်ထွက်ခိုင်းတယ်အဲ့ဒါကိုသူတို့ပြန်ပြီးတော့စောင့်ကြည့်တယ်ဒါမျိုးလုပ်နေကြတဲ့စမ်းသပ်ချက်တွေတော့ရှိပါတယ်เนาะအဲ့ဒီမှာတချို့လဲသတင်းတချို့ဖတ်လိုက်ရမယ်နဲ့တူတယ် AI ကပြန်ပြီးတော့သူတို့ဟိုအကြက်ကင်တယ်လို့မျိုးဟိုပြန်လှုပ်တာမျိုးပေါ့နော်ဥမာဒီ AI ကိုမင်းကငါတို့နားတော့မယ်လို့ပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာအဲ့လိုသူနားစရာမလိုအောင်လို့အဲ့ AI ကိုဖန်တီးထားတဲ့လူတွေကတချို့လူတွေရဲ့အားနည်းချက်တွေကိုလိုက်ရှာပြီးတော့အဲ့လူကို AI ကပြန်ပြီးတော့အကြက်ကင်တာမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီလူရဲ့အချက်လက်ဆိုတာလည်းတကယ်တော့အတူပါပဲဒါပေမဲ့တက်သူကAI ဘယ်လောက်ထိအလုပ်လုပ်မလဲလို့သိအောင်လို့သူတို့ကစမ်းကြည့်တဲ့သဘောပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်အဲ့တော့အဲ့ခါမှာခုနကလိုပေါ့နော် AI ကပြန်ပြီးတော့အဲ့အချက်လက်ကိုမူတည်ပြီးတော့ပြန်ပြီးတော့သူ့ကိုမပိတ်ဖို့အတွက်တောင်းဆိုတာမျိုးပေါ့နော်ဒါမျိုးတွေကြုံရတယ်ဆိုတော့သတင်းမျိုးတွေလည်းထွက်လာသေးတယ်ပေါ့နော်အဲ့တော့ဟိုပြောချင်တာကတော့သူတို့လည်းတက်နိုင်တယ်တော့သူတို့အတွင်းမှာရအောင်ထိန်းချုပ်နိုင်အောင်တော့စူးစမ်းနေကြတာတွေတော့ရှိတယ်ပေါ့နော်ကြိုးကိစ္စတွေအဲ့တော့ရှေ့ဟာတွေအတွက်ခြုံပြောရမယ်ဆိုရင်တော့လူတွေရဲ့ကိုယ်ရေးချက်လက်တွေချိုးဖောက်မှုတွေအတွက်ကိုဒါ privacy လို့ခေါ်တယ်အဲ့အတွက်ဒါ privacy law တွေသူတို့ထုတ်ပြန်တယ်အဲ့ဒါတွေနဲ့ထိန်းချုပ်ဖို့ကြိုးစားတယ်အဲ့လိုပဲလူတွေရဲ့ညာနာစွမ်းရည်တွေဖန်တီးမှုတွေကိုကာကွယ်ပေးနိုင်ဖို့ copyright protection ဆိုတဲ့ခေါင်းစဉ်တွေနဲ့သူတို့ကြိုးစားကြတယ်လှုပ်ဆောင်ကြတယ်တက်ဆိုင်ရာအမှုပညာသမားဖန်တီးသူကို credit ရအောင်အဲ့ဒါတွေမကဘဲနဲ့နောင်ကြရင်တော့ incentive ပေါ့နော်သူအတွက်အကျိုးမြတ်ပါပြန်ခွဲပေးနိုင်အောင်ဆိုတာမျိုးတွေလည်းဆွေးနွေးနေကြတာစဉ်းစားတာရတာရှိတယ်ပေါ့နော်ပြီးရင်အဲ့လိုပေါ့နော်သတင်းမှားတွေကိုပြောမယ်ဆိုတော့စစ်ဆေးနေတာတွေပြီးအဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့ဒါဒီသတင်းမှားဖြစ်တယ်သို့မဟုတ်လည်းသတင်းအတုမှားလို့တဲ့ပြောလို့မရဘူးဆိုတော့မှအငင်းကုန်ဖြစ်เสียရှိတယ်တချို့လက်တဲ့ချက်လက်တွေကတော့မခိုင်လုံဘူးစားတွေအဲ့လို level တွေထိုးလို့ရအောင်လို့ထိုးနေတာမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်နေတာတွေလည်းရှိတယ်လိုအပ်ရင်လည်း AI တွေကိုစစ်ဆေး
ယုံနေမကဘဲနဲ့ AI ကိုပြန်ပြီးတော့စစ်ဆေးမဲ့လူအဖွဲ့တွေပါပြန်ဖွဲ့ပြီးတော့ပြန်စစ်ဆေးနေတာမျိုးပေါ့နော်ဒါမျိုးတွေရှိတယ်ပြီးရင်ခုနကရှေ့မှာပြောခဲ့လို့ပဲဒါဒီ AI နဲ့ဖန်တီးထားတယ်ဆိုရင် AI နဲ့ဖန်တီးထားပါတယ်လို့ဝန်ခံကတိပြုချက်ပုံမှာပဲဖြစ်ဗီဒီယိုမှာပဲဖြစ်သို့မဟုတ်လဲစာတွေမှာပဲဖြစ်ပါရမယ်ပေါ့နော်အဲ့လိုမျိုးပါအောင်လို့အတွက်တွန်းအားပေးတာတွေဒါမျိုးတွေလုပ်နေကြတာတွေရှိတယ်နော်အဲ့မှာပေါ့နော်ခုနကလူတွေကတလွဲသုံးတာမဟုတ်ဘဲနဲ့ AI ကိုယ်တိုင်ကဖောက်ပြန်ရင်ပေါ့နော်အဲ့လိုမျိုးကိစ္စမျိုးတွေကြာရင်ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်ရင်သူတို့မှာ control mechanism လို့ခေါ်တယ်AI ကိုဘယ်လိုထိန်းချုပ်မလဲဆိုတော့လမ်းစဉ်တွေသူတို့စဉ်းစားနေရရှိတယ်အရေးပေါ်အဲ့လိုပိတ်ချလိုက်လို့ရမယ်စနစ်မျိုးတွေအဲ့လိုစဉ်းစားနေရတယ်လည်းရှိတယ်เนาะလောက်နေရတယ်လည်းရှိတယ်ပြီးရင်နောက်တစ်ခုကကြတော့ဒီ AI ကအဓိကလူတွေလိုမျိုးစိတ်ခံစားချက်မရှိဘူးတစ်ဖက်သားကိုစာနာနားလည်ပေးနိုင်တာတွေကျင့်ဝတ်တွေဒါတွေသူကအကြမ်းများဖြစ်မရှိဘူးပေါ့နော်လူက train ပေးမှာပဲရမှာပေါ့နော်အဲ့အချိန်မှာအဲ့အမျိုးတွေကိုထည့်ပြီးတော့လူတွေဘာတွေတန်ဖိုးထားတယ်လဲဆိုတဲ့ဟာတွေကိုထည့်ပြီးတော့များဆဆ train ပေးအဲ့လို train ပေးရင်အဲ့ဒီ AI ကလည်းအဲ့ဒီစီကံတွေကိုလိုက်နာမယ်လို့ယူဆပြီးတော့လုပ်နေကြလဲရှိတယ်အဲ့ဒါကို ethical design လုပ်တယ်လို့ခေါ်တာပေါ့နော်သူတို့ log မှာတော့အဲ့တော့ဒါမျိုးကြိုးစားနေရလဲရှိတယ်တစ်ဖက်မှာနည်းနည်းစိတ်ဝင်စားဖို့ကောင်းတာကခုနကပေါ့နော်AI ကို control လုပ်ဖို့ကြိုးစားတာရှိတယ်ပြီးရင် AI ကို ethics တွေသင်ပေးပြီးတော့ethics ကျင့်ဝတ်တွေလိုက်သင်ပေးပြီးတော့ကျင့်ဝတ်တွေလိုက်နာအောင်ကြိုးစားတာရှိတယ်လို့ရှေ့မှာပြောခဲ့တဲ့ဒီ AI Godfather ပေါ့နော် Geoffrey Hinton ပေးတဲ့အကြံတစ်ခုဆိုလဲထူးကြတယ်အဲ့ဒါဘာလဲဆိုတော့ AI ကိုသူကမိခင်စိတ်ရှိလာအောင်သင်ပေးရင်ကောင်းမလားဆိုတဲ့ဟာပေါ့နော်အသင်ပေးသင့်တယ်လို့သူကတော့စပြီးတော့တိုက်တွန်းနေပြီဘာလို့လဲဆိုတော့သူပေးတဲ့ဥပမာလေးကောင်းပါတယ်တာမန်အဖြစ်ဆိုရင်ပေါ့နော်ဒီလူအဖွဲ့အစည်းမှာပဲဖြစ်ဖြစ်အဓိကတော့တက်ရှိတရဝါပေါ့နော်တက်ရှိတရဝါနဲ့ပတ်သက်ရင်ဉာဏ်ရည်ကောင်းတဲ့မျိုးစိတ်ကတခြားဉာဏ်နှိမ့်တဲ့မျိုးဆက်တွေကိုအမြဲတမ်းလွှမ်းမိုးသွားတာကြီးပဲဒါကြောင့်ဒီအချိန်မှာလူတွေကတခြားတက်ရှိတရဝါတွေကိုလွှမ်းမိုးထားနိုင်တာပေါ့နော်အဲ့တော့ဘယ်ဉာဏ်နှိမ့်တဲ့တရဝါမှဉာဏ်မြင့်တဲ့တရဝါထက်လွှမ်းမိုးထားနိုင်တာမရှိဘူးเนาะအဲ့တော့ဒါဉာဏ်ရည်ကိုအဓိကပေါ့နော်ကာယစွမ်းအားထက်ညာနာစွမ်းအားကိုအဓိကဆွေးနွေးတာပေါ့အဲ့မှာချွင်းချက်တော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲ့လိုအမေနဲ့သားသမီးပေါ့နော်အမေနဲ့သားသမီးမှာဆိုရင်အကြမ်းများဖြစ်အမေဒီသားသမီးကိုလွှမ်းမိုးထားနိုင်တယ်သားသမီးထက်အမေကညာနာစွမ်းအားအနေနဲ့တာနေရင်တော့ငါအမေဒီဒါဒီငါသားငါသမီးတွေပဲဆိုတဲ့စိတ်နဲ့သူတို့ပေါ်မှာညှတာတယ်သူတို့ကိုပြုစုပြောထောင်ပေးဖို့သူတို့ပို့တော်လာဖို့ကိုစောင့်ကြည့်ပြီးတော့ပဲထိန်းချောင်းပေးသွားတယ်သူတို့ကိုမကောင်းတဲ့နှိမ်ချထားခြင်းတဲ့သဘောနဲ့မဖိနှိပ်ထားဘူးမလွှမ်းမိုးထားဘူးဒါကမိခင်စိတ်ပေါ့အဲ့တကယ်လို့များပေါ့နော်သူကစဉ်းစားတာက AI ကိုငါတို့က control လုပ်မယ်ထိန်းချုပ်မယ်ပေါ့နော်လူတွေကထိန်းချုပ်မယ်လို့စဉ်းစားရင်ဟို AI ကကိုငါကထိန်းချုပ်ခံနေရပါလားလို့သိလာရင်သူကထိန်းချုပ်မခံရအောင်ပြန်ပြီးတော့ကြိုးစားမှာပဲအဲ့တော့သူကနောက်ပိုင်းမှာပို့ပြီးတော့ညံကောင်းသွားနိုင်တာဖြစ်တဲ့အတွက်အဲ့လိုလူတွေကငါ့ကိုထိန်းချုပ်ပါလားလို့သူကိုသူလည်းတတိထားမိနိုင်တယ်အဲ့အတွက်အဲ့ဒါကိုထောက်ထွက်တင်တယ်ဆိုပြီးတော့လဲစဉ်းစားပြစ်သွားနိုင်တယ်အဲ့ဖောက်ထွက်တင်နိုင်လို့စဉ်းစားပြီးရင်ဖောက်ထွက်သွားနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာခုနက AI ကိုတကယ်လို့များမိခင်စိတ်လိုမျိုးတွင်းထားပေးနိုင်ခဲ့တယ်ဆိုရင်တော့လူခုနလိုလူတွေထက်တာသွားရင်တော့မှ AI ကလူတွေကိုရှင်းပြကိုသားကိုသမီးလို့ပြန်မြင်လာမယ်အဲ့လိုပြန်မြင်နေတဲ့၍လူတွေပေါ်မှာဆူဆူဝါဝါထိခိုက်အောင်လုပ်မှာမျိုးမဟုတ်ဘူးတကယ်လို့လူတွေကအမှားတွေလုပ်နေတယ်ဆိုရင်တောင်မှ AI ကရုပ်ရှင်တွေမှာလို့ပေါ့နော်မှားတာတွေလုပ်နေမဲ့တူမထူးကဘာကြီးအတွက်ပိုကောင်းအောင်လူတွေအားလုံးရှင်းပြလိုက်မယ်လို့မစင်စားတော့ဘဲနဲ့ငါသားငါသမီးလေးတွေမှားတာပဲဆိုတော့မိခင်တရားရဲ့စိတ်နဲ့ဖြည်းဖြည်းချင်းပဲပြုပြင်ဖို့စူးစမ်းလိုက်ပုံစံမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်သူကဒီ user ကိုခုနောက်ပိုင်းမှာဆွေးနွေးတာတွေရှိတယ်အဲ့တော့ဒါမဲ့ပညာရှင်တွေကလည်းအချင်းချင်းပြန်ပြီးတော့ဆွေးနွေးကြတယ်ဒါကမိခင်စိတ်သွင်းဖို့ဆိုတာဒီလို AI လိုနည်းပညာမျိုးကိုဒီလိုလုပ်ဖို့ဆိုတာဖြစ်နိုင်ပါမလားဆိုတော့သူကလည်းပုံဝင်လင်းဝင်ခံထားတယ်လောဆယ်တော့အဲ့ဒါပဲတက်တဲ့နည်းပညာတော့မရှိသေးဘူးဒါပေမဲ့တဘာဝလောကကြီးကဒီသဘောတရားကိုဖန်တီးပေးထားတာပဲအဲ့တော့ငါတို့လည်းစူးစမ်းပြီးတော့ဖန်တီးမယ်ဆိုရင်တော့ရနိုင်ခြေရှိတယ်အဲ့လိုမှမဖန်တီးနိုင်ရင်တော့ AI ကိုတမယိုးကြပုံစံနဲ့တွားပြီးတော့ငါကပါဝါပိုကြီးရယ်ငါကပို့ပြီးတော့ပြောမယ်ဆိုရင်တော့ညံကောင်းတယ်ဆိုတော့ပုံစံနဲ့တွားထိန်းချုပ်လို့တော့ရမှာမဟုတ်ဘူးလို့သူကစပြီးတော့ဆွေးနွေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဓိကခုပြန်ချုပ်ရရင်တော့အဓိကထိန်းဖို့လုပ်နေတဲ့ဒီဟာ၃ခုရှိရပါပေါ့နော်ရုပ်တရက် control mechanism AI ကိုအပြည့်အဝလူကအရေးကြီးရင်ကြီးတယ်လို့ချက်ချင်းပိတ်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ထိန်းချုပ်ဖို့ကြိုးစားတာနောက်တစ်ခုကကျတော့ဒီ ethical design လို့ခေါ်တဲ့ကျင့်ဝတ်တွေကိုတေချာသင်ပေးပြီးတော့ကျင့်ဝတ်တွေလိုက်နာအောင် guideline တွေလူတွေရဲ့ထားတဲ့တန်ဖိုးတွေအတိုင်း AI ကလည်းတန်ဖိုးထားအောင်ဒါမျိုးdesign လုပ်တာမျိုးပေါ့နော်နောက်တစ်ခုကတော့ခုနကပြောတယ်မိခင်စိတ်ကိုချင်းစာတရားစတာတွေကိုသွင်းပေးနိုင်အောင်ကြိုးစားတာနော်ဒါမျိုးတွေနဲ့ AI ကိုထိန်းချောင်းဖို့တော့ကြိုးစားနေကြတယ်
အဲ့တော့ဟို AI ရဲ့အသုံးချမှုအသုံးဝင်မှုတွေကြောင့်ပေါ့နော်အပြိုင်ဆိုင်ပို့ပြီးတော့လုံနိုင်စွမ်းကောင်းတဲ့ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ AI တွေကိုအပြိုင်ဆိုင်ထွင်နေကြသလိုတစ်ဖက်မှာလည်းခုနလိုထွင်နေရင်းနဲ့အရန်မြင့်သွားရင်ကြုံလာမဲ့ပြဿနာတွေအတွက်အစိုးရတွေအဖွဲ့အစည်းတွေcompany တွေကနေပြီးတော့စူးစမ်းရတာတွေကတော့ဒါတွေရှိတယ်เนาะအဲ့တော့ကျွန်တော်တို့တဦးတယောက်ချင်းရောအခုချိန်မှာဘာတွေလုပ်နေလို့ရမလဲပေါ့เนาะဘယ်လိုမျိုးတွေသုံးနေAI ရဲ့အန်ဒီရတွေကိုအတက်နိုင်ဆုံးကိုတို့ short ချလို့ရမလဲဆိုတာတွေကိုနောက်ဗီဒီယိုမှာထပ်ပြီးတော့ဆွေးနွေးကြတာပေါ့